လူတယောက်ရဲ့တန်ဖိုးကဘာလဲစိတ်ဓာတ်ဖြူရှင်တန်ရှင်းမှုပဲဟုတ်တယ်မဟုတ်လားယူသားဖို့ပဲဖြောင့်မတ်ဖို့ပဲစိတ်ရဲ့မလိုလားအပ်တဲ့အညစ်အကြေးတွေနည်းဖို့ပဲစိတ်ရဲ့အညစ်အကြေးတွေကဘာတော့အလိုဆန္ဒတွေမကျေနပ်မှုတွေမနာလိုမှုတွေဝန်တိုမှုတွေရှင်ပြိုင်မှုတွေဟုတ်တယ်မဟုတ်လားအဲ့ဒီအောက်တန်းကျတဲ့ယုံရင်ကြံတန်းတဲ့စိတ်ဓာတ်တွေရှိနေတဲ့ဆိုလေအဲ့ဒီပုဂ္ဂိုလ်ရဲ့တန်ဖိုးမဲလေပဲဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အဲ့တော့တကယ်လူတွေတယောက်တယောက်တန်ဖိုးထားတယ်ကိုတန်ဖိုးထားတယ်ဆိုတဲ့နေရာမှာလည်းပဲစိတ်ဓာတ်ဖြူရှင်တန်ရှင်းလေတန်ဖိုးထားနိုင်လေပဲကိုလည်းအဲ့ဒီအတိုင်းပဲကိုစိတ်ဓာတ်ကြီးအလျံညစ်ပတ်နေရဆိုရင်သိပ်ပြီးတော့မကြိုက်ဘူးတွေးမိရင်မကြိုက်ဘူးတော့သူများကိုဘယ်လိုလဲမကြိုက်ဘူးနော်လောဘသိပ်ကြီးတယ်အဲ့လူသားတယောက်အနေနဲ့လောဘကတော့ရှိကြတာပေါ့သို့တော့ရှိတဲ့ရှိလိုက်တဲ့လောဘတွေပိုကြီးလာပြီလောဘကြီးကတော်တော်ကိုပဲတိတာထင်ရှားနေပြီဆိုရင်ဘယ်လိုဖြစ်သွားတာမုန်းသွားတယ်ဗျဟုတ်တယ်နော်အဲ့လိုပဲဦးဇင်းတို့ဒေါသပါမဟုတ်ဘဲနဲ့ပဲစိတ်ဒုံနေတယ်အမြဲတမ်းစိတ်ဒုံနေတယ်ဆိုရင်ဘာဖြစ်တော့မကြိုက်ဘူးအဲ့ဒီဥစ္စာအဲ့တော့ကိုယ်ကလည်းစဉ်းစားပေါ့သူများရဲ့စိတ်ဓာတ်ကြီးအောက်တန်းကြတယ်အဲ့လိုကြမ်းတမ်းယုံရင်းနဲ့ဆိုရင်မကြိုက်တယ်လို့ကိုယ်စိတ်ဓာတ်ကြီးယုံရင်းကြမ်းတမ်းတယ်ဆိုရင်လည်းကိုယ်နိစ္စရပတ်ဝန်းကျင်ကကိုယ့်ကိုကြိုက်မှာမဟုတ်အဲ့တော့လူတွေဟာတယောက်နဲ့တယောက်တန်ဖိုးထားပြီးတော့ဆက်ဆံနေဆိုတာအဓိကအဲ့ဒီစိတ်ကလေးကိုကြည့်ပြီးတော့ဆက်ဆံကြတာရေရှည်မှာအဲ့ဒါပဲတော့အစကတူတွေ့ရတာတော့ရုပ်ရည်သွင်းပြင်ကိုတွေ့ရတာပေါ့နော်အဲ့ဒါနဲ့ပေါင်းတဲ့ဆက်ဆံကြတယ်နောက်ကြတော့ဒီစိတ်ကတဖြည်းဖြည်းနဲ့လူအကြောင်းပါလဲပေါင်းတော့သိလာတာပေါ့ဟုတ်လားပေါင်းလို့သိလာပြီဆိုတော့ဟဲ့စိတ်ကြီးကလည်းဘလို့ကြီးတော့ရုပ်ကိုမပြောတော့ဘူးနော်အဲ့ဒီကြတော့ရုပ်ကသိအရေးမပါတော့ဟုတ်လားအဲ့ဒီစိတ်ကိုမကြိုက်တာနဲ့ပဲတချို့တယောက်နဲ့တယောက်ဘာဖြစ်သွားတော့ပွဲသွားကြရောရုပ်ကြီးကတော့ဒီရုပ်ပဲနော်ဒါပေမဲ့ဘာလို့မကြိုက်လို့ဖြစ်သွားတော့စိတ်ကိုမကြိုက်တာအဲ့တော့စိတ်ဓာတ်ဖြူစင်တန်ရှင်းမှုကိုလူတွေဘယ်လောက်အရေးထားလဲဆိုတာကိုသတိရပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်ကိုဖြူစင်အောင်ကြိုးစားရမှာဒါသူများကညှဉ်းနှိုးဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားခိုင်းတာမဟုတ်ပါဘူးလောကမှာဖြစ်တတ်တဲ့သဘောကိုပြောပြတာဟုတ်လားအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားဟောထားတာလေအဲ့ဒီတိုင်းပဲနော်တတ္တဝါတွေရဲ့စိတ်ဓာတ်ကိုကြည့်ပြီးတော့တတ္တဝါတွေကညှဉ်းနှိုးကြတယ်မညှဉ်းနှိုးကြဘူးတန်ဖိုးထားကြတယ်တန်ဖိုးမထားကြဘူးဆိုတာဖြစ်သွားတာပဲနော်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်တန်ရှင်းအောင်အပြည့်ကင်းအောင်ကြိုးစားရမယ်နော်စိတ်ဓာတ်ဖြူစင်တန်ရှင်းမှုဆိုတဲ့အကျိုးကျေးဇူးကိုနော်အလေးနဲ့ပဲတွေးအပေါ်ယံပဲတွေးသူဒီတန်ဖိုးအကြီးမားဆုံးလို့နားလဲရမှာကိုဆိုကြပါစို့တတ္တဝါတွေကိုအစဉ်အတန်းပိုင်းခြားတဲ့နေရာမှာဘယ်လိုပိုင်းခြားတော့နော်ဒုက္ခတိဘုံလို့ပိုင်းခြားတယ်ပိဋ္ဌာန်တွေအဘယ်သူအဘယ်သားအဘယ်ဘုံသားတွေဟုတ်လားလူဘုံပိုင်းခြားတယ်လူဘုံမှာလဲဘယ်လိုပြောတော့သူကြတော့ဒုက္ခတိဘုံဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ဒုက္ခတိမှာလည်းပဲနော်ဒွိဟိတ်ရှိတယ်တိဟိတ်ရှိတယ်ဒွိဟိတ်ဆိုတာဘာတော့နော်အလောဘအဒေါသနော်ဟိတ်နှစ်ပါးပေါ့နော်ဟောငါတိဟိတ်ကြတော့အလောဘအဒေါသအမောဟအတိညာမှာပါလာတယ်နော်စိတ်ရဲ့အရည်သွေးမြင့်လာတာကိုကြည့်ပြီးတော့တိုင်းတာဟုတ်လားနော်နောက်ပြီးတော့ဦးဇင်းတို့လူတွေရဲ့အစဉ်အတန်းကိုအကျဉ်းမြင့်ဘလို့ပိုင်းမယ်တော့ပုထုဇဉ်ရဲ့အရိယာရဲ့လို့ပိုင်းတယ်ပုထုဇဉ်မှာလည်းပဲအန္တပုထုဇဉ်ရှိတယ်ကလျာဏပုထုဇဉ်ရှိတယ်ဟုတ်တယ်မဟုတ်လားအန္တပုထုဇဉ်ကဘယ်မှာရှိတော့အောက်ခြေမှာရှိတယ်သူ့အထက်မှာကလျာဏပုထုဇဉ်ရှိတယ်သူ့အထက်မှာနော်သောတာပန်ရှိမယ်သဂရဂံရှိမယ်အနာဂံရှိမယ်ယန္တာရှိမယ်ဒါလူအစဉ်တန်းပဲတကယ်တမ်းကဟုတ်လားအဲ့ဒီအစဉ်တန်းကိုဝေဖန်ကြည့်လိုက်လေဗျာဘာလို့ထားတာတော့စိတ်အနေထားကိုကြည့်ပြီးတော့ပဲပိုင်းခြားထားတာဟုတ်လားအန္တပုထုဇဉ်တဲ့ဘာမှမှန်မှန်ကန်ကန်မသိဘူးသူသိတာကရှိဖို့ရဖို့နောက်လူလောကကြီးဘလို့နေဖို့ဒီလောက်ပဲသိတာဒါတွေဟာပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးဓမ္မသဘာဝတွေဖြစ်တယ်လို့အဲ့လိုလေးနဲ့တဲ့အပိုင်းခန္ဓာရဲ့အကြောင်းကိုသိတဲ့အပိုင်းကျတော့ဘာမှမရှိဘူးအဲ့မျိုးမရှိတာကိုဘာခေါ်တော့အန္တပုထုဇဉ်လို့ခေါ်တာယုံမှမသိနာမှမသိဟုတ်လားသဘာဝတရားတွေရဲ့အကြောင်းဘာမှနားလည်ဖို့အတွက်စိတ်မဝင်စားဘူးအန္တပုထုဇဉ်နောက်ကလျာဏပုထုဇဉ်ကျတော့အဲ့ဒါထက်ပိုပြီးတော့မြင့်မားသွားတယ်နော်သဘာဝတရားတွေလို့သိတယ်သိအောင်လဲကြိုးစားတယ်အိဋ္ဌဒုက္ခအနတ္တသိခြင်းနဲ့သိအောင်ကြိုးစားတယ်ဒီအနေထားမျိုးကိုဘာလို့ခေါ်တော့ကလျာဏပုထုဇဉ်နောက်ဆုံးသစ္စာလေးပါးကိုထွန်းဖောက်ပြီးတော့သိသွားပြီနော်တက္ကာယဒိဋ္ဌိဆိုတဲ့အငြိအကျေးကင်းသွားပြီဝိသိကိစ္စဆိုတဲ့အငြိအကျေးကင်းသွားပြီအိတ်တမစ္စရိယဆိုတဲ့အငြိအကျေးကင်းသွားပြီဆိုဘာဖြစ်သွားခေါ်တော့သောတာပန်ဖြစ်သွားတယ်ခေါ်အစဉ်တန်းဘာဖြစ်သွားမြင့်သွားတာစိတ်ဓာတ်ရဲ့အငြိအကျေးထူပြောလေတတ္တဝါရဲ့အစဉ်တန်းနှိမ့်လေနော်စိတ်ဓာတ်ရဲ့
အညီအကျေးပါလေလေတတ္တဝါရဲ့အစဉ်တန်းမြင့်လေလေပဲဒါပဲတဲ့ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ဓာတ်ကိုအစဉ်တန်းမြင့်နေတယ်ဆိုရင်အညီအကျေးနည်း